Declan Rice စတန်ဖို့ကွင်းကဖြူဖက်ဖြူရောကောင်းကလေးချက်စီကယ်ဒမီမှာစခဲ့တဲ့ဇလန်းလေးတစ်ပုဒ်အကယ်ဒမီရဲ့အပေခံလေးတစ်ယောက်အားငယ်စွာအသင်းရှာနေပုံကရေနှဲငါးလေးပမာလားဝဟန်ကဒီတပတ်နွမ်းလေးကိုလက်ကမ်းပေးခဲ့ရှာလို့ပေါ့တို့ပင်တော့ညာတော့လဲအထနီးနီးနဲ့ဒီလတချမ်းပေလေးကိုအချိန်မှာကောင်းငင်ရဲ့အလှတရားကိုကျယ်ရီနဲ့တူထွန်းလင်းလာလိမ့်မယ်လို့ဘယ်သူကသိမှာလဲနောက်ခံကစားသမားလိုကွင်းလေလိုနဲ့ဝဟန်ရဲ့ကပတိန်ကောင်းတစ်ယောက်ဖြစ်အံဝင်၍လာပါတယ်တန်တရာကျော်နဲ့အာဒီဒါတို့ခေါ်ခဲ့ပြီ2023ထက်နေတဲ့ဓာတ်ချောင်းပွေးထက်လာခဲ့တယ်ပဲပြောရမလားအာဆင်နယ်ပရိသတ်တွေရဲ့ရင်ထဲမှာသာမကအခြားဘောလုံးဝါသနာရှင်တိုင်းရဲ့နှလုံးသားကိုလှုပ်ခတ်စေခဲ့ပြီလေသူ့ရင်ထဲမှာသူ့ရဲ့တင်းသူ့ရဲ့ခေါင်းဆောင်သူ့ရဲ့ပရိသတ်တွေဟာသူ့ဘဝဆိုတာသူ့လှုပ်ရက်တိုင်းကတက်တည်ပြနေပါပြီအာဆင်နယ်ဟာစူဖလားစာလောင်နေသလိုသူ့ရဲ့အောင်မြင်မှုလမ်းကြောင်းဟာလည်းစူဖလားဟာတကယ်လိုအပ်တဲ့ပတ်တိုင်တစ်ခုပါဒါကြောင့် Rice နဲ့အာဆင်နယ်နဲ့ဖလားဒွန်တွဲနေဖို့လိုနေပါကြောင်းဆရာနန္ဒဝင်ငင်းချမ်းနဲ့ဆော့ကာဟောက်ကိုလေးစားလျက်